မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးဖို့ရွေးထားတဲ့အကြောင်းအရာကတော့အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ကနေမြန်မာနိုင်ငံစစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်လိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကအတော်လေးအရေးကြီးတဲ့သတင်းတစ်ခုပေါ့ဟုတ်ပါတယ်ဒီဆုံးဖြတ်ချက်ကဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာဇွန်လ9ရက်ကလုပ်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံအကျင့်အထုံးစင်နဲ့သုံးမှချခဲ့တာနော်ဟုတ်ပါတယ်အဲ့ဒီမှာ ILO ဖွဲ့စည်းပုံအပိုက်33ဆိုတာကိုသုံးပြီးအရေးယူဖို့ဆုံးဖြတ်လိုက်တာဟုတ်ကဲ့ဒီတော့ဘာကြောင့်အရေးယူရတယ်ဆိုတဲ့အကြောင်းရင်းတွေစစ်ကောင်စီဘက်ကဘယ်လိုတုံ့ပြန်လဲတော့ကျွမ်းကျင်သူတွေကတော့ဘယ်လိုမြင်ကြလဲဆိုတာတွေကိုအရင်အမြစ်တွေကနေကြည့်ပြီးတော့နည်းနည်းဆွေးနွေးကြည့်ကြအောင်လားကောင်းပါတယ်အဲ့ဒီကအရေးယူရတဲ့အကြောင်းရင်းကိုကြည့်ရင်တော့မြန်မာနိုင်ငံမှာအခြေခံအလို့သမားအခွင့်အရေးတွေဆက်တိုက်ချိုးဖောက်နေတဲ့ဆိုတဲ့အချက်ပေါ်မှာအခြေခံတာပေါ့ဒီမင်းဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုတဲ့ Convention 87နဲ့ဟုတ်ကဲ့နောက်တစ်ခုကအထမအလုပ်ခိုင်းစေမှုပေါ်ပြောင်းရေး Convention 29ပေါ့အဲ့ဒီနှစ်ခုကိုစနစ်တကျချိုးဖောက်နေလို့ဆိုပြီးတော့ရေးယူတာဖြစ်ပါတယ်ဒါအလို့သမားတွေအတွက်အရန်အရေးကြီးတဲ့အခွင့်အရေးတွေပေါ့နော်ဟုတ်တယ်အခြေခံရပိုင်းခွင့်နေလေဟုတ်ကဲ့ဒါမှစိတ်ဝင်စားဖို့ကောင်းလာက ILO ကရေးယူလိုက်ကြဆိုပြီးနောက်တစ်နေ့ဇွန်လ6ရက်နေ့မှာပဲစစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနကထုတ်ပြန်ချက်ထုတ်တယ်နော်ဟုတ်ပါလေထုတ်တယ်အဲ့ဒီမှာသူတို့ကဘာပြောလဲဆိုတော့ဒါကနိုင်ငံရေးရာဖီအားဖေးတာတတ်ပဲဒီမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေပေါ်ဘာမှတက်ရောက်မှုမရှိဘူးစိုးရိမ်စရာမလိုဘူးဆိုပြီးပြောလာတယ်ဟုတ်တယ်အဲ့လိုတုံ့ပြန်ချက်ထွက်လာတယ်ဆိုတော့တစ်ဖက်မှာနိုင်ငံတကာအဖွဲ့အစည်းကအပြင်းထန်ဆုံးအေးအေးယူမှုလုပ်တဲ့တစ်ဖက်မှာကျတော့ဒါဘာမှမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးအဲ့ဒီအခြေအနေကိုဘယ်လိုနားလဲရမလဲအဲ့ဒီအဖိုက်33ဆိုတော့နည်းနည်းလေးရှင်းပြဖို့လိုမယ်ထင်ကြဗျာဟုတ်ကဲ့ဒီ ILO ဖွဲ့စည်းပုံအပိုက်33ဆိုတာကလေအဖွဲ့ချုပ်ရဲ့အမင်းဆုံးအရေးယူမှုအဆင့်ပဲအင်မတန်ရှာပပမှာတုံးထွက်ပြဋ္ဌာန်းချက်ဆိုလိုလာကအဖွဲ့ဝင်နိုင်ငံတစ်ခုက ILO ပြဋ္ဌာန်းချက်တွေကိုလုံးဝလေးစားလိုက်နိုင်မှုမရှိဘူးစက်တိုက်ချိုးဖောက်နေတယ်လို့ယူဆမှာတုံးတာဒီအပိုက်အရာအဲ့ဒီညီလာခံကနေပြီးတော့ကြံတဲ့အဖွဲ့ဝင်နိုင်ငံအားလုံးကိုပေါ့အရေးယူခံရတဲ့နိုင်ငံအပေါ်မှာဘလို့အရေးယူမှုတွေလုပ်တဲ့တယ်ဆိုပြီးတရားဝင်အကြံပြုချက်ပေးနိုင်တဲ့အခွင့်အရေးရှိတော့လားဆိုတော့တခြားနိုင်ငံတွေကိုပါမြန်မာနိုင်ငံပေါ်အရေးယူဖို့တိုက်တွန်းနိုင်တယ်လို့ဗောလားဟုတ်တယ်အဲ့လိုသဘောတည်ရတယ်ဒါကြောင့်သူ့ရဲ့အကျိုးဆက်ကမသေးဘူးလို့ပြောအောင်ဒါဆိုရင်စစ်ကောင်စီကစိုးရင်စရာမရှိဘူးပြောပေမဲ့ဒီအပိုက်33ရအရေးယူမှုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကတကယ်ရှိလာနိုင်တဲ့ဆွဲသဘောပေါ်ကျွမ်းကျင်သူတွေအမြင်ကတော့ကျွမ်းကျင်သူတွေကတော့စစ်ကောင်စီရဲ့ပြောဆိုချက်နဲ့တော်လေးကွဲလွဲနေတာတွေ့ရတယ်ဗျဟုတ်ကဲ့သူတို့ကဒီအရေးယူမှုကြောင့်ကုလသမဂ္ဂအေဂျင်စီတွေတို့တခြားနိုင်ငံတကာအဖွဲ့အစည်းတွေကပေးနေတဲ့နီဘီယာအကူအညီတွေဖွံ့ဖြိုးရေးအထောက်ပံ့တွေအဲ့ဒါတွေအပေါ်မှာပြန်တုံတက်ကြတယ်ဖြစ်လာနိုင်တယ်ပြီးတော့လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့နေရာမှာတော့ပိုပြီးတင်းကျပ်တဲ့စစ်ဆေးမှုတွေကြုံလာနိုင်တယ်လို့ဆိုတဲ့နောက်ပြီးဝါလေနိုင်ငံတကာယင်းနှိမ့်မြုံနှံသူတွေအထူးသဖြင့် brand ကြီးတွေပေါ့အလုပ်သမားအခွင့်အရေးကိုတန်ဖိုးထားတဲ့လုပ်ငန်းတွေကသူတို့ယင်းနှိမ့်မြုံနှံမှုတွေ supply chain တွေကိုပြန်ရုပ်သိမ်းဖို့အထိ PR တွေပိုများလာနိုင်တယ်လို့သုံးသပ်ကြတယ်ဒါဆိုစီးပွားရေးရောတန်တမန်ရေးရမှာပါထိခိုက်နိုင်ခြေရှိတာပေါ့နော်ဟုတ်ပါတယ်ရှိနိုင်ပါတယ်နောက်ပြီးတော့ဒီလိုအရေးယူမှုမျိုးမြန်မာနိုင်ငံကြုံရတာဒါပထမဆုံးမဟုတ်ဘူးလို့လည်းဖတ်ရတယ်ရှင်မှန်ပါတယ်အဲ့ဒါလည်းအရေးကြီးတဲ့အချက်ပဲဒါဒုတိယအချိန်မြောက်ဖြစ်ပါတယ်ပထမအချိန်က2000ပြည်နှစ်တုန်းကပေါ့အရင်စစ်အစိုးရဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်မှာအဲ့ဒီတုန်းကအတမလောအားပိတ်ခိုင်းစေမှုတွေနဲ့ပတ်သက်ပြီးတော့အရေးယူခံခဲ့ရဘူးတဲ့ဟုတ်ကဲ့အဲ့ဒီတုန်းကလည်းနိုင်ငံတကာဖိအားတွေတော်တော်တက်လာခဲ့တာသတိပြုရမှာပေါ့အခုလိုထပ်ဖြစ်တဲ့ဆိုတာကတော့အခြေအနေကမပြောင်းလဲသေးဘူးဒါမှမဟုတ်ပိုဆိုးလာတဲ့ဆိုတဲ့သဘောကိုပြနေတာပေါ့လေဒါဆိုအခြေအနေကိုပြန်ချုပ်ရရင်တစ်ဖက်မှာ ILO ကအလုတ္တမအခွင့်အရေးချိုးဖောက်မှုဒီကြောင့်အပြင်းထန်ဆုံးအရေးယူမှုလုပ်လိုက်တယ်စစ်ကောင်စီကတော့ဒါနိုင်ငံရေးရာဖိအားပေးတာဘာမှမဖြစ်ဘူးလို့တုံ့ပြန်တယ်ဟုတ်တယ်ပေချတဲ့သဘောပေါ့ဒါမဲ့ကျွမ်းကျင်သူတွေကတော့ကုလအကူအညီတွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအထိပါနောက်ဆက်တွဲအကျိုးဆက်တွေရှိလာနိုင်တယ်လို့စိုးရိမ်နေကြတယ်ဆိုတဲ့အခြေအနေဖြစ်နေတာပေါ့ဟုတ်ပါတယ်ဒီနေရာမှာအဆုံးထပ်အနေနဲ့စဉ်းစားကြတဲ့ခုပေါ့လေမြန်မာနိုင်ငံကဒီလိုအပြင်းထန်ဆုံးအရေးယူမှုကိုနှစ်ပေါင်း25နှစ်အတွင်းမှာဒုတိယအကြိမ်ကြုံရတာဟုတ်ကဲ့လက်ရှိအုပ်ချုပ်သူတွေကဘလို့ပဲတုံ့ပြန်နေပါစေဒီလိုထပ်တလဲလဲအရေးယူခံရတဲ့အခြေအနေဟာနိုင်ငံအတွင်းမှာအလုပ်သမားအခွင့်အရေးနဲ့ပတ်သက်တဲ့အုပ်ချုပ်မှုစနစ်ပိုင်းမှာဘလောက်နဲ့ဆိုင်ဆိုင်ခေါမှုရှိနေလဲနိုင်ငံကစံနှုန်းဒီနဲ့လိုက်လွန်ညီထွေဖျောက်လုံနိုင်စွာဘလောက်ကွာဟနေလဲဆိုတော့
ပြန်ပြီးတော့မိကုန်းထုတ်เสียဖြစ်နေမလားဆိုတော့ဆက်ပြီးစဉ်းစားဖို့လိုမယ်လို့ထင်ပါတယ်ဗျာ ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုအတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်အကြောင်းအရာတွေနဲ့ပြင်ဆင်ကြပါမယ်